တခါတော့မြို့နယ်ရဲစခန်းလေးတစ်ခုရဲ့ရှေ့မှာရဲမေပေါက်စလေးတယောက်ရောက်နေပါတယ်။ဒီကနေ့ကတော့ဒီရဲမေလေးရဲ့ပထမဦးဆုံးအလုပ်စဝင်တဲ့ရက်ပဲဖြစ်ပါတယ်။သူတို့နေရလူတွေကတော့မင်းကလေးနဲ့ရဲဝန်တန်းအလုပ်ဆိုတာဘလို့မှမအပ်ဆက်ဘူးလို့ထင်နေကြတာပါ။ဒီတော့ဒီကောင်မလေးအနေနဲ့သူများထက်ပိုပြီးတော့စူးစမ်းဖို့လိုမယ်။အဲ့ရဲမေလေးရဲ့နာမည်ကတော့စောမြလို့ခေါ်ပါတယ်။ဒီလိုနဲ့စောမြရဲစခန်းထဲကိုဝင်ချင်းမှာပဲပြဿနာတစ်ခုစတွေ့တယ်။ရဲစခန်းထဲကိုចောင်းသူမလေး3အောင်ရောက်နေတယ်။ပြီးတော့သူတို့ကအမှုတစ်ခုကိုလာတိုင်ကြတာပါအမှုဖြစ်စဉ်ကတော့ဒီလိုပါလွန်ခဲ့တဲ့2ရက်လောက်တုန်းကသူတို့အကြောင်းရှိကိုကောင်လေးတယောက်ရောက်လာတယ်အဲ့ဒီကောင်လေးကလက်ကမ်းစာဆောင်တွေလိုက်ဝေတယ်သူဝေတဲ့စာဆောင်တွေမှာရေးထားတာကတော့သူတို့နိုင်ငံကနာမည်ကြီးရုပ်ရှင်မင်းသားတယောက်နဲ့ညစာအတူစားခွင့်ရမယ်အခွင့်အရေးအဲ့ဒီအခွင့်အရေးကိုចောင်းသူမလေးတွေတော်တော်များများလည်းစိတ်ဝင်စားကြတယ်ဗျဒီလိုနဲ့ပဲကံကောင်းတဲ့ចောင်းသူမလေးတယောက်ကအဲ့ဒီမင်းသားနဲ့ညစာစားခွင့်ရသွားတယ်ဒီတော့နောက်နေ့ညမှာသူကတယောက်တည်းပဲမင်းသားနဲ့ညစာသွားစားတယ်။ဒါပေမဲ့သူနဲ့အတူလာပြီးညစာစားတဲ့ဘဲကသူတို့ထင်တယ်လို့မင်းသားတယောက်ဟုတ်မနေခဲ့ဘူး။ဘဲကကောင်မှလည်းမသိဘူး။အဲဒီကောင်ကရောက်အောင်ချင်းပဲចောင်းသူမလေးကိုတကိုယ်လုံးကျိုးတုပ်တယ်။ပြီးတော့ဒံပေါက်ပကံကိုကန်ပြီးတော့အတင်းခွန်ကျွေးတယ်။ဟဲ့နောက်ကျိုးဖြီပြီးတော့ပြန်လွတ်လိုက်တာပါ။အခုရဲစခန်းကိုရောက်လာတာကတော့အဲ့ဒီအမှုကိုလာပြီးတိုင်ချင်းဖြစ်ပါတယ်။ပြောရရင်တော့ကောင်မလေးကိုဘာမှလည်းလုံးမလွတ်လိုက်ဘူး။ကျိုးတုပ်ပြီးတော့ဒံပေါက်ကျွေးလိုက်တာဆိုတော့ရဲတွေကလည်းတိတ်ဆိတ်မဝင်စားကြပါဘူး။အဲ့ဒီရဲတွေကလည်းစောက်သုံးမကြတဲ့ကောင်လေးဆိုတော့ဒီအမှုကိုပေါ်သေးသေးပဲထင်ကြတယ်လေဒီတော့အမှုလာဖွင့်တဲ့ចောင်းသူမလေးတွေကိုအော်ငေါ့ပြီးတော့ပြန်လွှတ်လိုက်တယ်အောက်လက်ငယ်သားရဲတွေကစောက်သုံးမကြပြီမဲ့လေအဲ့ဒီရဲစခန်းစခန်းမှုကတော့တော်တော်တိကျပြီးတော့မှတော်တဲ့သူတယောက်ပဲဗျသူ့ရဲ့နာမည်ကစခန်းမှုအာဘီရှင်းပြောရရင်တော့အခုမှရောက်လာတဲ့ရဲမေလီစောများအတွက်လေးစားအားကြပြီးတော့အတူယူဝယ်ကောင်းတဲ့သူတယောက်ပေါ့ဒါပေမဲ့လေစခန်းမှုကတော့စောများကိုလုံးဝမျက်နှာသာမပေးပါဘူးသူကရဲမေလီစောမြကိုဘသူမှအလုံးမလုံးရှင်နဲ့ဖိုင်တွဲတွေခွဲရတဲ့အခန်းထဲမှာအလုပ်လုပ်ခိုင်းလိုက်တယ်ဒီလိုနဲ့တပတ်ခန့်ကြာပြီးတဲ့နောက်မနက်ခင်းစောစောတစ်ခုမှာရဲမေလီစောမြနဲ့သူ့ရဲ့လောဖော်ကိုင်ဖက်တူရဲစခန်းရှိမှာလက်ဖက်ရည်တောက်နေကြတော့ဖုံးတကောဝင်လာတယ်ဖုံးဆက်တဲ့သူကတော့စခန်းမှုအာပြီပါမြို့ရဲ့အစုံကတောင်ကုန်းတစ်ခုပေါ်မှာလူသားမှုတစ်ခုဖြစ်တယ်အဲ့ဒီကိုအတူတူသွားကြည့်ရမယ်တဲ့ဒီလိုနဲ့ပဲစောမြတို့ဟိုရောက်သွားတော့ကောင်းမလေးတယောက်ရုပ်ပြက်ဆင်းပြန်နဲ့ဓာတ်ထုတ်ခံရပြီးသေနေတာကိုတွေ့ကြရတယ်လူသက်ကလေးစောမြအတွက်တော့ဒီအလောင်းတစ်လောင်းအခုလိုတွေ့လိုက်ရတာကတော်တော်ရှင်းနေဆိုးပါတယ်အလောင်းအထွက်တဲ့အပုံနဲ့နေကြောင်းသူဟာဟမ်မဆောင်နိုင်မဲနဲ့တောက်လာတဲ့လက်ဖက်ရည်တွေပြန်ထွက်တယ်စခန်းမှုအာဘီကတော့စောမြကိုရေတပူးပေးခိုင်းလိုက်ပါတယ်သူတို့တွေကအချိန်တော်တော်ကြာအမှုကိုစစ်ဆေးပြီးတဲ့နောက်မှာကြံရည်သူမိသားစုရဲ့အိမ်ကိုထွက်ခဲ့ကြတယ်ကြံရည်သူမိသားစုတွေစီမှာစုံစမ်းကြည့်တော့လွန်ခဲ့တဲ့2ရက်ခန့်ကအခုတည်ဆုံးသူကောင်မလေးတွေရဲ့အကြောင်းမှာတက်သစ္စမိန်းကလေးတွေကိုရုပ်ရှင်မင်းသမီးဖြစ်အောင်လုပ်ပေးမဲ့ကုမ္ပဏီတစ်ခုကအင်တာလာပြုတယ်ဒီလိုနဲ့အခုတည်ဆုံးသွားတဲ့ကောင်မလေးကအရွေးခံရတယ်သူတယောက်တည်းကြော်ညာသွားရိုက်ပြီးကလေးကပြန်မလာတော့ခြင်းဖြစ်ပါတယ်အဲလိုကြားလိုက်တော့ရဲမေလီစောမြတခုကိုတတိယသွားတယ်သူရဲစခန်းကိုစားရောက်တဲ့ရက်တုန်းကလည်းဒီလိုအမှုမျိုးကိုចောင်းသူမလေး3ယောက်ကလာပြီးတိုင်ဘူးတယ်ဒီတော့ဒီအမှုကတေချာပေါက်ဂွင်းဆက်လူသမားအမှုပဲအဲ့ဒီလူသက်ကောင်ကနံပါတ်1ចောင်းသူမလေးကိုပြစ်မှတ်ထားတယ်နံပါတ်2သူတို့ကိုနာမည်ကြီးအောင်လုပ်ပေးမယ်ဆိုပြီးတော့မှခေါ်ပြီးတပ်ပစ်တယ်လို့စောမြကကောက်ချက်ချရတယ်ဒါကြောင့်နောက်ထပ်ចောင်းသူမလေးတွေမသိအောင်လို့သူတို့တွေမီဒီယာတွေကိုခေါ်ပြီးတော့ဒီကိစ္စကိုတနိုင်ငံလုံးသိအောင်ပြောဖို့လိုတယ်အဲ့လိုနဲ့ပဲနောက်နေ့မနက်မှာနိုင်ငံမှာရှိတဲ့ရုပ်သံမီဒီယာတွေကိုသူတို့ရဲစခန်းကိုခေါ်ပြီးတော့မှသတင်းစာရှင်းလင်းပွဲလုပ်တယ်ဒါပေမဲ့သိတဲ့အတိုင်းကျွန်တော်နိုင်ငံမီဒီယာတွေလိုပဲသူတို့စီကမီဒီယာတွေကလည်းပြည်သူလူထုကောင်းကျိုးကိုဖြန့်ဝေပေးဖို့အတွက်စိတ်မဝင်စားကြပါဘူးအဲ့လိုနဲ့ပဲဂွင်းဆက်လူသက်မှုကိုသတင်းအနေနဲ့ရေးတင်ရမယ့်အစားရဲမေလီစောများစခန်းမှုအာဘီကိုစမူစာခွန့်ကျွေးနေတဲ့ဗီဒီယိုဖိုင်သတင်းအနေနဲ့ TV အစီအစဉ်မှာပါလာတယ်အဲ့ဒီမှာစောမြလည်းမိသားစုရှိအဆက်တကွဲဖြစ်သွားရှာတယ်အဲ့ဒီသတင်းကိုမြင်ပြီးတဲ့နောက်မြို့နယ်ရဲမှုကလည်းသူတို့2ယောက်ကိုရုံးတင်ပြီးတော့မှစစ်ဆေးပါတယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းစကန်မှုအာဘီနဲ့ရဲမေလီစောမြတို့ကလည်းရင်းနှီးလာခဲ့ကြပါပြီမီဒီယာတွေကလည်းစောက်သုံးမကြဘူးဆိုတော့ရဲမေလီစောမြတို့ကနောက်ထပ်တစ်မျိုးစီစဉ်ကြပါတယ်အဲ့ဒါကတော့ဆိုရှယ်မီဒီယာတွေကိုအသုံးပြုပြီးဒီကွင်းဆက်လူသက်မှုကိုဖြန့်ဝေဖို့ဖြစ်ပါတယ်တကယ်လို့များသာနောက်ထပ်ကျောင်းတစ်ခုခုမှာ model agency တစ်ခုခုကလာပြီးတော့အင်တာဗျူးခဲ့မယ်ဆိုရင်အခုဖော်ပြနေတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ဖို့အတွက်စောမြ Facebook မှာ post တင်ခဲ့ပါတယ်အဲ့လိုနဲ့ပဲရက်အနှဲငယ်ကြာပြီးတဲ့နောက်မှာရဲစခန်းကိုဖုန်းတကောဝင်လာခဲ့ပါတယ်။ကျောင်းသူမလေးတယောက်ကသူ့ကို agency တခုကလာပြီးတော့ကမ်းလှမ်းထားတဲ့အကြောင်းလှမ်းပြီးအသိပေးတာပါ။ဒါနဲ့ပဲစောမြလည်းတယောက်တည်းထွက်ခဲ့တာပေါ့။ပြီးတော့ဖုန်းဆက်တဲ့ကျောင်းသူမလေးနဲ့တိုင်ပင်ပြီးတော့ရဲမေလေးစောမြသူ့ကိုယ်သူကျောင်းသူအယောင်ဆောင်ပြီးတော့မှအင်တာဗျူးသွားဖြေဖို့ထွက်ခဲ့ပါတယ်။
ဒါပေမဲ့လေလူသက်ကောင်ကသူ့ထက်တစ်ခွက်ပိုသာနေတဲ့အတွက်ကြောင့်မို့လို့ရဲမေလေးစောမြကိုအင်တာဗျူးလက်ခံမဖြေချခဲ့ပါဘူးအဲ့လိုနဲ့ရဲမေလေးစောမြပြန်လာတဲ့လမ်းမှာနောက်ကနေကားတစ်စီးကဖျက်တိုက်တာခံလိုက်ရတော့တယ်ကံကောင်းထောက်မှပြီးတော့အသက်မသေးခဲ့ပေမဲ့လေရဲမေလေးစောမြဆေးရုံရောက်သွားခဲ့တာပေါ့စောမြရဲ့မိသားစုတွေကတော့ရဲလုပ်ငန်းကိုဆက်ပြီးတော့မလုပ်စေချင်ကြတော့ပါဘူးသူတို့သမီးလေးတစ်ခုခုဖြစ်သွားမှကိုစိုးရင်ကြတယ်လေဒီလိုနဲ့ရဲမေလေးစောမြဆေးရုံဆင်းပြီးတဲ့နောက်တစ်ရက်မှာသူ့ရဲ့အိမ်ကိုစခန်းမှုအာဘီတို့လိုက်လာတယ်တကယ်တော့ရဲမေလေးစောမြစခန်းမှုအာဘီကိုတိတ်တကိုးကြိုက်နေတာပါဒါကြောင့် crash အကိုကြီးရဲ့မျက်နှာကိုမြင်လဲရတော့ရှေးဆုံးကန်တာတွေမဟုတ်ပဲနောက်ကျွန်းမှာပြစ်ပြီးနောက်နေ့မနက်မှာနေမကောင်းသေးပဲနဲ့ရဲစခန်းကိုပြန်ရောက်လာခဲ့တယ်ဒါပေမဲ့မှန်းချက်နဲ့နန်းထွက်ကတော့တိတ်မကြိုက်ပါဘူးစခန်းမှုအာဘီကသူ့မှာမိန်းမရှိတဲ့အကြောင်းရဲမေလေးစောမြကိုပြောပြခဲ့တယ်စောမြကတော့ဒီဘဲကြီးကိုလူပြိုကြီးလို့ထင်နေတာလေဒီတော့သူလဲကွမ်းသွားတာပေါ့ထူးဆန်းတာတကူကတော့အာဘီကသူ့မိန်းမအကြောင်းကိုပြောပြီးမျက်နှာအမူအရာတိတသားကိုပြတ်သွားတယ်ဗျအဲ့ဒီညမှာအာဘီကသူ့ရဲ့အိမ်မှာတယောက်တည်းစိတ်တွေဖောက်နေခဲ့တယ်သူ့ရဲ့ပုံစံကလည်းစခန်းမှုအာဘီမဟုတ်တော့ဘဲနဲ့တခြားလူသစ်တယောက်လိုမျိုးပုံစံပြောင်းသွားခဲ့တာပါနောက်ကြောင်းကိုပြန်ပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့9နှစ်လောက်တုန်းကအာဘီကကောင်းမလေးတယောက်နဲ့မိဘချင်းသဘောတူပြီးတော့မှလက်ထပ်ခဲ့တယ်အာဘီကတော့ကောင်းမလေးကိုမြင်မြင်ချင်းပဲချစ်သွားခဲ့တာပါဒါပေမဲ့ကောင်းမလေးကတော့သူ့ကိုလုံးဝစိတ်မဝင်စားခဲ့ပါဘူးသူတို့အိမ်အောင်ကြပြီးတဲ့နောက်မှာလည်းတရက်တလေတောင်မှအဆင်မပြေခဲ့ကြဘူးအဓိကပြဿနာကတော့အာဘီရဲ့မိန်းမမင်းသမီးဖြစ်ရှင်တယ်သူတဘောကြနှစ်သက်တဲ့ယောက်ျားပုံစံကလည်းဒီရုပ်ရှင်အတိုင်းဝိုင်းတွေကသူ့ရဲ့ဘဝကိုအမြင်ကြီးဆွဲခေါ်ပေးနိုင်မဲ့မြေတောင်မြောက်ပေးနိုင်မဲ့ယောက်ျားမျိုးကိုပဲကြိုက်တာပါဒါကြောင့်လင်ဖြစ်သူအာဘီတယောက်လုံးငုတ်တုတ်ရှိနေတာတော့မှသူဟာရုပ်ရှင်ဆက်အဖွဲရဘဲတပွင့်နဲ့ဖောက်ပြန်တယ်အာဘီလည်းဒေါသတွေအရန်ထွက်သွားပြီးတော့မှသူတို့နှစ်ယောက်လုံးကိုတပ်ပစ်ပြီးအလောင်းဖြောက်ပစ်လိုက်တယ်အဲ့ဒီချိန်ကနေစပြီးတော့အာဘီဟာလူတကိုစိတ်နှမျိုးကွဲသွားခဲ့ပါတယ်သူဟာတာမန်ရှင်နေမှာဆိုရင်တော့အရန်တော်ပြီးထူးချွန်တဲ့ဆုံတော်တစ်ယောက်ပဲဒါပေမဲ့သူ့ရဲ့မိန်းမအကြောင်းကိုတွေးမိသွားပြီဆိုရင်တော့သူဟာလူသက်ကောင်တစ်ယောက်ဖြစ်သွားခဲ့ပါပြီအဲ့လိုနဲ့ပဲသူဟာစိတ်ရိုင်းဝင်နေတဲ့အချိန်တွေဆိုရင်သူ့ရဲ့မိန်းမလူမျိုးမင်းသမီးအရန်ဖြစ်ရှင်နေတဲ့ចောင်းသူမာလေးတွေကိုမုန်းတာကြောင့်တယောက်ပြီးတယောက်ခေါ်ပြီးတော့မှတပ်ပစ်နေခြင်းဖြစ်ပါတယ်ဒါပေမဲ့ထူးဆန်းတာတကူကတော့သူဟာလူကောင်းဖြစ်နေချိန်မှာဆိုရင်သူစိတ်ရိုင်းဝင်နေတဲ့ကိစ္စတွေကိုတခုမှမမှတ်မိဘူးဗျဒါကြောင့်မို့လို့လေသူဟာသူတတ်ခဲ့တဲ့လူသတ်မှုတွေကိုသူကိုယ်တိုင်ပဲပြန်ပြီးတော့မှလိုက်နေခြင်းဖြစ်ပါတယ်အာဘီကသူ့မှာမိန်းမရှိတဲ့အကြောင်းကိုပြောခဲ့ပေမဲ့လေအရန်ကိုဖြစ်နေတဲ့စောမြကတော့လူပြိုကြီးလို့ထင်နေတော့မှာပဲဒါကြောင့်သူဟာနောက်နေ့မနက်မှာအာဘီအကြောင်းကိုစုံစမ်းဖို့ထွက်ခဲ့လိုက်တယ်အဲဒီလိုနဲ့အာဘီမှာတကယ်မိန်းမရှိခဲ့တဲ့အကြောင်းကိုသူသိသွားတယ်အာဘီမိန်းမရဲ့တပ်ပုံကိုစုံစမ်းသိရှိပြီးတဲ့နောက်မှာရဲမေလေးစောမြဟာသူ့ရဲ့တငယ်ချင်းကွန်ပျူတာပညာရှင်စီမှာသွားပြီးတော့မှစကန်ဖတ်ခိုင်းခဲ့တယ်အဲဒီမှာသူသိလိုက်ရတာကတော့အာဘီရဲ့မိန်းမအသက်ခံရတာနေဆက်မှာအလောင်းအဖြစ်နဲ့ပြန်ပြီးတော့တွေ့ခဲ့ရတယ်တဲ့စခန်းမှုအာဘီကတော့ဘယ်အချိန်မေးလိုက်သူမိန်းမပျောက်နေတယ်လို့ပဲဖြေခဲ့တာလေဒီတော့စောမြအာဘီမိန်းမတည်တဲ့ကိစ္စကိုအာဘီမသိရှာဘူးလို့ထင်သွားတယ်ဒါကြောင့်အာဘီကိုပြောဖို့အတွက်သူ့ရဲ့အိမ်ကိုလိုက်ခဲ့လိုက်တယ်အဲဒီမှာအာဘီနဲ့တွေ့တော့သူ့ရဲ့မိန်းမတည်သွားပြီဖြစ်တဲ့အကြောင်းစောမြကပြောလိုက်တာပေါ့စောမြပြန်သွားပြီးတဲ့နောက်မှာအာဘီကသူ့ရဲ့မိန်းမအကြောင်းကြားလိုက်ရတဲ့အတွက်ကြောင့်မို့လို့စိတ်ရိုင်းပေါက်သွားခဲ့ပါတယ်တကယ်တော့မူလစိတ်အရှင်နေမှာဆိုရင်အာဘီကစောမြကိုချစ်ပါတယ်ဒါပေမဲ့စိတ်ရိုင်းပေါက်နေတဲ့အချိန်မှာဆိုရင်တော့စောမြကိုသူကတတ်ရှင်နေတာပါဒါကြောင့်စောမြကိုအကွက်ဆင်ပြီးတော့မှတတ်ဖို့စီစဉ်တယ်ဒါပေမဲ့လေသူ့ရဲ့စိတ်ကိုကအမြဲတမ်းနှက်ရှမ်းကွဲနေတဲ့အတွက်ကြောင့်မို့လို့လူကောင်းဖြစ်လိုက်လူဆိုးဖြစ်လိုက်နဲ့စောမြကတော့အသက်ဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့တယ်ပေါ့ဖြစ်ရှင်တော့အခုရက်ပိုင်းနေမှာလေသူမိန်းမရဲ့အကြောင်းကိုဟိုဟာကြားလိုက်ဒီဟာကြားလိုက်နေဆိုတော့အာဘီယာလူကောင်းဖြစ်နေတဲ့အချိန်တက်ကိုလူဆိုးဖြစ်နေတဲ့အချိန်ဟာပိုများနေခဲ့ပါတယ်ဒါကြောင့်တညမှာရဲမေလေးစောမြကိုသူကလူချင်းတဲ့တနေရာကိုခေါ်လာခဲ့တယ်ဟိုဟာမကလည်းဒီဘဲသာခေါ်မယ်ဆိုရင်ငရဲပြည်တော်လိုက်မဲ့သူဆိုတော့အလွယ်တကူပဲလိုက်လာခဲ့တာပေါ့တကယ်တော့ရဲမေလေးစောမြအာဘီရဲ့အရှိန်အနေတွေကိုတဖြည်းဖြည်းတော့ရိမ့်မိနေပါပြီဒါကြောင့်ဒီညမှာအာဘီကိုလက်ရဖမ်းဆီးမယ်လို့တွေးပြီးတော့မှလိုက်လာခဲ့တာပါပြီးတော့သူတွေးထားတဲ့အတိုင်းပဲသူ့ကိုဘာမှမလုပ်နိုင်ခင်မှာလက်ထိတ်ခတ်ပြီးတော့ဖမ်းဆီးနိုင်ခဲ့ပါတယ်ဆရာဝင်နေတဲ့အာဘီကလည်းအကုန်လုံးကိုဝန်ခံခဲ့ပါတယ်ဒါပေမဲ့အဲ့လိုဖြောင်းချက်ပေးနေရင်ဟိုဘဲကလည်းခေသူမဟုတ်တော့သူ့ကိုခတ်ထားတဲ့လက်ထိတ်ကိုဖြုတ်နိုင်သွားတယ်ပြီးတော့ဓာတ်နဲ့စောမြကိုထိုးလိုက်တယ်ဒါပေမဲ့လည်းအာဘီယာတစ်ချက်ဓာတ်နဲ့ထိုးပြီးတဲ့နောက်မှာလူကောင်းစိတ်ပြန်ဝင်သွားခဲ့ပါတယ်ပြီးတော့သူ့ကိုယ်သူလည်းလူသက်ကောင်မှန်သိသွားခဲ့တယ်ဒါကြောင့်သူဟာသူ့ကိုယ်သူလုံးဝခွင့်မလွတ်နိုင်တဲ့အတွက်ကိုယ့်ဖိုက်ကိုဓာတ်နဲ့ပြန်ထိုးတာပေါ့ဒဏ်ရာရသွားတဲ့စောမြကတော့အာဘီကိုလုံးဝမသေးစေချင်ပါဘူးဒါကြောင့်လက်ထရတနက်နဲ့ပဲအာဘီကင်ထားတဲ့ဓာတ်ကိုလှမ်းပြီးပြစ်လိုက်တယ်အဲဒီအချိန်မှာတခြားသူတွေလည်းရောက်လာခဲ့ပြီမို့လို့သူတို့နှစ်ယောက်လုံးကတော့တေမသွားချပါဘူးတကယ်တော့အာဘီကအရန်ထူးချွန်တဲ့ရဲစုံတော်တစ်ယောက်ပါ
သူဟာစိတ်နှမျိုးကွဲနေတဲ့အတွက်ကြောင့်သာအခုလိုလူသတ်မှုတွေကိုလိုက်ပြီးတော့ကျူးလွန်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ရဲဌာနချုပ်ကလည်းအာဘီကိုမဖမ်းဆီးတော့ဘဲနဲ့သူ့ရဲ့စိတ်ရောဂါဝေဒနာကိုကုသပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလောက်ထိခက်ခဲနဲ့နေတဲ့အမှုကြီးကိုစုံစမ်းဖော်ထုတ်ခဲ့တဲ့ရဲမေလေးစောများကတော့ယာရုတိုးသွားခဲ့တာပေါ့။အမျိုးသမီးခွင့်ရေးတွေအရန်နှိမ်ချဆက်ဆံခံရတဲ့အိန္ဒိယနိုင်ငံကအမျိုးသမီးလေးတွေအတွက်လည်းစောများကစံပြသူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့သူတွေຫນွေဆိုပါကျွန်တော်နောက်ထပ်ဇလန်းကောင်းလေးတွေအများကြီးနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။